မရှိဘူးအားလုံးလည်းဒီကလာပါဒီလိုလေးကတော့အဲ့တော့ပတ်သက်တာတော့ဖြစ်ပါတယ်ဘာသာပြည့်တာတော့ဖြစ်ပြီးဘာသာကတော့ကိုတောက်တယ်အဲ့တော့ဒီတန်းပြတာလေဟုတ်လားနေနော်ဝယ်ရမှာလားအားလည်းပဲအားချမ်းတယ်ဒီဘက်ကတော့ကျွန်တော်ဖိုးတောက်ကြဖြစ်ပါတယ်ဒီအောက်ကပေါ်ကတော့ကျွန်တော်ပရိရဲ့ဓာတ်ရောက်ဖြစ်ပါတယ်ဟောကျွန်တော်လေးတောက်ကြည့်ပိုင်ဝတ်ဖြစ်ပါတယ်ကျွန်တော်ကပ်တာပါ Welcome to Mobile Legends! 5 seconds till the enemy reaches the battlefield. Smash them! All troops deployed! Sure. Why la toy la no? Okay la no? Ôi da. Nhiều lo rồi nó. Ba mươi phải nhà rồi nó phân nhà này chưa à rồi. Cái tông này, nhưng mà đi tao nhé. Ok, 다음에 다미가 얘는 다 들었다. 얘 바깥 또. 포탈자니 다미가 들어 이거를 또 니할. 많이 딱 또 하고. 어? 비올레 어디까 위치잖아. 이제 볼링 내가 무단히. 포탈자니 내가အဲ့ဒီမထိုးတော့မှာအာရောဘုန်းကြီးအဲ့ဒီဒီမှာလို့တော့မှာကိုတော့အဲ့အမိတာဖတ်တယ်ကိုတော့ကြာတော့ပတ်ပလို့ရရှိသွားခဲ့ပါအဲ့ဒီကဝဲလေးကလှတယ်နော်ဒီလိုလေးကိုကျွန်တော်တို့သိခံပြီးကြည့်ရကြပါနော်မူးတန်လေးပါတယ်နည်းနည်းလေးတော့မူးတန်ပါတယ်ပတ်တာကြီးနဲ့အပြေကိုစောင့်ရရှိမယ်။ဘရိုဒီနေ့တော့ရပြီးတော့ပြန်လာတယ်။ဒီအခက်အခဲတွေကိုကျွန်တော်ပြန်ပြီးတော့လာမိုင်းလဲဆိုတော့ကြည့်ရှုရမှာတော့တယ်။တော့စားသေးပါညာတော့2000နဲ့တော့300တော့ရွေးပွားရဆိုနေလိုက်နော်ပြီးအနေနဲ့ဒီခါပတ်ပြီးဆန္ဒပါတယ်ဒီက level ပို့ဖြစ်နေပြီဘက်က level ကိုreally ကွာ target တွေဖြစ်နေပြီနော်ဒီကကြမ်းနေfamily လုံးနေတယ်ဒါတော့ဘုံမဖြစ်ဘူးတော်ယူပွားရတယ်ထိုင်စားနေပဲ like စားနေလုံးစားနေလုံးဒီထဲမှာ live ဖမ်းမှာနော်ဘယ်ဆိုင် shop လာတာဖြစ်ပေါ်တယ်Blue team turret has been destroyed. ထိုးလိုက်ရတာနဲ့တော့ကအကြောင်းကောင်းတယ်နော်
ပေးကတော့အတောင်ကောင်းတယ်မပေးဘောနော်ဒါပေမဲ့မရဘူးကိုတော့တယ်တော့အရင်ကိုတက်တယ်အဲ့ဒါတော့ Blue နော် team hero has been slain. တော့ကြတာဝါကြီးဝင်လောက်တာတော့တော့တယ်ဒီနေ့နဲ့2K ကိုပေးထားရတယ်ဒီမှာကိုတော့ကြဒီကိုတော့လိုက်အဲ့ဒီဒီဝါနဲ့ပြီးတော့ဘောလေးကြာတယ်ဒီ iPhone တော့ညာနေနဲ့ဟာပရာဒီနဲ့တော့ကောင်းခါလာပြီဘိုးကတော့4800နဲ့1600တော်တော်ကြီးကွာလာတယ်ဒီတန်ကြလေးတော့ဒါကမှတွေ့ရနော်တော့ဒီမှာတော့လိုက်တယ်ဒီကိုအဲ့ဒီတွေ့ရတာနဲ့ဟိုသိခိုင်းနေတော့ဟိုတော့တက်ပါခဲ့ဟိုတော့အဲ့ဒီကဟိုကြာနေ Blue team turret has been destroyed. တော့ဘာလိုက်ဒီကတော့ဘာပေါ့ Red team turret has been destroyed. ဒီတော့ညနေเข้ามาပဲတက်သွားခဲ့တယ် ဒီစိတ်ထားရတယ်ဒီထားတယ်ဘိုးကတော့ကြတော့ဘူးထောက်ထောက်နဲ့ကိုတော့ဘိုးကတော့တော်ကွာပရင်နေနဲ့သူ့ရဲ့ခမ်းပတ်ကိုကျွန်တော်မြင်ရမှာလားမမြင်ရတော့ဘူးလားဒီနေ့ကတော့ဒီလိုတက်ရတယ်တော့တက်သွားခဲ့တော့တော့ပိုင်ဝမ်းဆိုရဲခမ်းနဲ့ပဲဖိုးတောက်ကြအနိုင်ရရှိသွားခဲ့ပါခင်ဗျာကဲကောင်းပါလေနော်ကဲကောင်းတဲ့ဖိုးတောက်ကြလေးတော့တော့ပြည့်ရစီးဆုံးပါ Victory! ဒီလိုလေးဒီတော့ပါနောက်နေ့ဗီဒီယိုမှာပြန်တွေ့ကြအောင်